ဟုတ်ကျွန်တော်တို့ဒီမတ်စပယ်အေးစီဒီဘာလို့ခေါ်လာဖြစ်တာလဲ ခေါ်လာဖြစ်တာလဲဆိုတော့ဒီမြစ်ပွားနာပေါ့နော်ဆေးကိုတောက်တဲ့လူကရှိလားပျောက်ကောပျောက်လားဆိုလို့သိစေချင်တာတကယ်တောက်ပါတယ်လို့တကယ်ပျောက်ပါတယ်လို့ဟုတ်မဘလို့မတ်တက်ထားနဲ့ချိတ်ဆက်ပြီးသွားတယ် လိုင်းပေါ်မှာတွေ့လိုင်းပေါ်မှာတွေ့ညီမလိုင်းပေါ်မှာတွေ့ဒီစေးတောက်လို့မလို့ဟိုလူတယောက်ကတော့ညီလိုပဲပျောက်သွားတယ်အဲ့တော့ညီတယ်ဒီစေးတောက်ဆိုပဲဒီစေးဝဲတောက်လိုက်တာ မဘာတွေဖြစ်ခဲ့လဲဘယ်လောက်ခံစားခဲ့ရလဲ အစာရင်စဖြစ်ကားတာတော့အစာစအန်းထုတ်ပြတာအကုန်လုံးဟိုစားလို့မရစေသွန်းတော့အဲဟိုမနေနိုင်မထိုင်နိုင်နှုံးချပြီးတော့လူဟိုခံစားရတယ်အဲအကြောင်းအိုက်စီတော့မတောက်တော့သေးပြီဆိုပြီးတော့ဒီစေးပဲတောက်တော့မယ်ဆိုဒီစေးဆွဲတောက်လိုက်တယ် ဒီညီမလေးဘောတူအဲ့ရလဲလဲနေတာဆေးအဲ့ဒီဆေးတစ်ချိန်တွန်းလိုက်ပြောထမကြည့်နိုင်ဘူးအဲ့လားပူလာပြောတာအတန်သာကြားလိုက်တာလူမကြည့်နိုင်ဘူးအဲ့စေးလဲတောက်ပြီးရောမှလူကထောက်မှာ ဘလို့တောက်ပြတာလဲဘယ်နဲ့ကျင်းတောက်ပြီးတော့ဘယ်လိုကောင်းမှာ ဘယ်နှကြိမ်လုံးဆိုတော့ပထမတောက်တော့က10ပဲနော်ပထမ10ပဲပထမ10ပဲနောက်တစ်ခါကျတော့တစ်ခါထပ်ထပ်မှာအဲ့လို7နဲ့3-4လလောက်တော့ဆွဲတောက်မိလောက်တယ် အခုက3-4လလောက်ရှိတော့ပဲ အခု3-4လတော့ပဲအခုအဲ့အဆူဖြတ်ထားတာကြာပြီသူငါတက်ထားပေးတယ်အချောက်ပဲအဲ့လိုအချောက်လေးကျိုးတောက်လိုက်ရင်းနှီးလေးတဲ့မကျိုးတဲ့ရက်ဆိုဖြူတောက်လိုက်အဲ့လိုလေးတောက်နေဟုတ် ဆေးတောက်ပြီးတဲ့ချိန်မှာဘလို့လေးထူးခြားသွားတာဘလို့လေးတက်တာသွားတာရှိ စေးတောက်ပြီးတဲ့ချိန်မှာအဲ့ထမင်းလေးစားကြတယ်စားအဲ့စေးပင်လေးအစား3ပင်ကနေ5ပင်ကုန်ပြီး7ပင်လောက်ကြတော့အစားလေးစားနိုင်စားကြလာအစားတွေလည်းစားကြလာအဲ့လမ်းတွေလည်းရှောက်သွားပြီးစကားတွေလည်းပြောအဲ့7ပင်ကုန်တော့တော်ထောင်းသွားတာတော်တော်ထူးကြသွား အခုဆိုရင် အခုတော်တော်ထူးကြတယ် အခုလေနာပြတာတွေ နာတာပြူတာအခုကအဲ့လိုမနာတော့အဲ့စေးတော့ မတော်အဲ့ဒါဘာကြောက်လို့ဘလို့လို့ပြောမလဲဆေးအနိတင်ဘလို့ကြောက်အနာနဲ့ဆေးလိုက်ဖြတ်သွားတာဘလို့ပြောမလဲမတော်ပြောပြ သူကကြတော့ပေါ့ဒီယောဂဆဲရှိနေတာပေါ့နော်ဒီယောဂမြစ်ပွားနာဖြစ်တဲ့ဆဲရှိနေတဲ့အချိန်မှာသူကအစာစားခြင်းစိတ်ကိုတားဆီးတယ်ပြီးရင်ခန္ဓာကိုယ်ထဲမှာဝင်တဲ့အာဟာရကိုယောဂဘက်ကနေစားနေတော့သူကအာယုတ်တာပေါ့အာယုတ်တဲ့အချိန်မှာသူဆေးတစ်ချိန်တော့တွင်းတယ်လို့ပြောတယ်တွင်းတဲ့အချိန်မှာသူကဒီဆဲတွေတက်လိုက်တဲ့ခါကျသူကတအားအာယုတ်တာဒီခန္ဓာကိုယ်ရဲ့ဆဲရောကြတာပေါ့ဒီဆေးကကြတော့သူကအဲ့လိုမျိုးကြံတဲ့ဟာတွေမပါဘူးသူ့ရဲ့ယောဂဖြစ်စေမဲ့ဆဲလေးပဲရွေးတတ်တဲ့ခါကျတော့သူကအဲ့ဒီဆဲကိုတက်လိုက်တာနဲ့သူ့ရဲ့အာဟာရပြန်ရတာအဲ့တော့သူကအားရှိတယ်လို့သူကခံစားချက်ရှိတာပြီးတော့သူ့ရဲ့ဟော်မုန်းပိတ်ဆို့တာပေါ့ဟိုသူတို့ပြောမယ်ဆိုဟော်မုန်းပိတ်ဆို့တယ်လို့ပြောအစာစားခြင်းစိတ်မရှိဘူးအဲ့ဒီဟာကိုသူကစပြီးတက်လိုက်ပြီဆိုရင်သူကထမင်းစားခြင်းတယ်တပတ်အတွင်း10ရက်အတွင်းတူမမို့တခြားလူလည်းအဲ့လိုပဲတပတ်အတွင်း10ရက်အတွင်းမှာထမင်းစားခြင်းစိတ်ဖြစ်ပေါ်တယ်အဲ့တော့ကိုစားတဲ့အာဟာရကလည်းယောဂနေထားတဲ့ခါကျတော့ယောဂပဲမြောင်းတော့ကိုယ့်ပဲပြန်ရောက်တော့သူကအားရှိရလန်းဆန်းတယ်အားတော်တော်ရှိတယ်ဒီဆေးတောက်လိုက်တာနဲ့ပထမဦးဆုံးဘာကောင်းလာလဲလို့မင်းစိတ်လန်းတယ်စိတ်လန်းပြီးရင်အားရှိတယ်အဲ့ဒါဆေးတောက်ချင်းမှာသူတို့ခံစားချက်ပေါ့ထမင်းစားခြင်းနဲ့ထမင်းစားပြီးရင်စားတဲ့ထမင်းကအားပြန်ဖြစ်တယ်အားဖြစ်ပြီးရင်သူ့ရဲ့အမြင့်တချို့အမြင့်ပွားနေတာအမြင့်ကုတ်တယ်အဲ့ဒီအမြင့်ကိုသူကတက်လိုက်တဲ့အခါကျတော့ခန္ဓာကိုယ်လွတ်လပ်ပေါ်သွားတယ်အဲ့ဒါကသူတို့စနှစ်ပတ်တွင်းခံစားချက်ပေါ့ယောဂတယ် အခုကဘာလေးဆက်တောက်နေတယ် အခုဒီဥစ္စာပဲတောက်နေဒီဟာလေးကြီးကျိုးနိုင်ရင်ကျိုးတောက်လိုက်ပြန်ပြီးတော့ ပြင်ပြီးတော့ကြိုတော့ ပါလေအဲ့လိုကျိုးတောက်တာ မဝင်နိုင်လို့ပါဆရာကြီးအဓိကဒါတော့မှအမဟိုတစ်ခါကနော်လိုင်းဝလာလူတာလာလူပြီးတော့တဲ့တထားတစ်ဝက်လိုင်းဝတစ်ဝက်သူ့လာလူကြသေးတယ် ဟုတ် ယောဂတော့ကိုတော်ကြောင့်လည်းပါတာပေါ့နော်ဆေးကြောင့်လည်းပါအဲ့မှာတော့မသက်ထားတိတိတိကြောင့်ပြောခြင်း ကျေးဇူးတင်ပါတယ်သူစုဝေးနေတာပါသူလည်းသူတော့ကောင်းနေတွေ့ပါစေလို့ချမ်းသာကြီးကျယ်မကလည်းလူနိုင်တန်းနိုင်ပါစေပြေးနိုင်ကြတယ်ဆရာကောင်းသမားကောင်းတွေလည်းတွေ့ပါစေသူလည်းစုဝေးပါတယ် အဲ့တော့အခုဆိုရင်ဒါရေတော့ခံစားရတာလေအကုန်လုံးကလုံးဝဒီပါပျောက်သွားပြီလားဘယ်လိုပြောမလဲ ဟိုလိုရှင်းတော့ဟာတော့ပျောက်သွားပါအရင်နဲ့ဆိုင်တော်တော်တတ်တာနေပါတော့ ဒီမြေပွားနာဖြစ်ပြီးဆိုရင်ဆောင်းရတာရှောင်းရတာစေကူတောက်တာရှိတယ်ဟိုဘယ်လိုဟာတွေကဘယ်လိုပွားသေးလဲဘယ်လိုဟာကြတော့ချုပ်ထားလဲဘယ်လိုဟာတွေကအဲ့လိုတစ်ခုဖြစ်တယ်မနေ့ကမန္တရာချုပ် အဲ့ဒါဆိုတော့သူကဝင်းကိုတော့မှန်အောင်လုပ်ရတယ်ဝင်းထဲမှာအပုတ်အောင်းပြီဆိုသူ့ရဲ့ဒီအကျော်အရန်တက်ကြတယ်မြစ်ပွားနာဖြစ်တဲ့လူပေါ့နော်အဲ့ဒါကြောတက်မဟာတွေလဲရှောင်ခိုင်းတဲ့ဝင်းမှန်အောင်ထားခိုင်းတယ်ပြီးအညီအဟောက်တွေပေါ့ငဒံငမင်းငါးထဲမှာဆိုရင်လေငကြီးကုန်ပါတဲ့ငါးစားလို့ရတယ်ငဒံငမင်းကိုရှောင်ခိုင်းတယ်ဝက်သားစိတ်သားအမဲသားအဲ့လိုမျိုးအညီအဟောက်တွေကြေလွယ်လို့ခက်တဲ့ဟာတွေအညီအဟောက်တွေသူအဲ့ဒါတွေကိုကြတော့ပြန်ပြီးတော့ရှောင်ခိုင်းတယ်မြစ်ပွားနာကကြတော့သူကအညိုကိုကြောက်တယ်ပြီးပြီဆိုရင်ဟိုပါပေါ့
အညော်ရှောင်းတယ်အညီအဟောက်ရှောင်းတယ်အချုပ်စာတွေကိုရှောင်းတယ်ကောက်ညင်းလိုဟာမျိုးတွေတွန်းငကိုတွေကမှဝင်းကချုပ်တယ်အဖက်ကိုဆင်းတယ်တိုင်းဟိုဗမာလိုခေါ်ကကြတော့သူကအပေါ်ဘက်ကိုအပူဆန်တာပေါ့အပူလဲဆန်မယ်ဒီချုပ်လဲချုပ်မယ်ဆိုတော့အချုပ်စာကိုမစားခိုင်းကောက်ညင်းလိုဟာမျိုးလုံးဝမစားခိုင်းဘူးချုပ်ရည်တောင်သူကဝင်းချူရင်းနဲ့ချူတာထက်ကိုဒီအပေါ်ကနေလို့ဝင်းသွားစေမယ်အစားစားခိုင်းတာမကြီးရအမြဲတမ်းတောက်ခိုင်းတယ်တင်မိုးရီအမြဲတမ်းစားခိုင်းတယ်ဝင်းချူတာနဲ့ဆိုင်ရင်အဲ့ဒီအစားတောက်ကပူထိရောက်တယ်ပြီးဆိုရင်စက်သားဆရာဝန်တွေသူတို့ခွဲတဲ့အချိန်မှာစက်သားအကျင့်မြန်တယ်ဆိုအဲ့ဒီစကားကိုမှတ်ထားတာပေါ့လူနာတွေကမှတ်ထားတဲ့အချိန်မှာအဲ့ဒီဟာကတခြားရဲ့ဟာတွေအတွက်ပဲကောင်းတာတကယ်ကိုရီလိုယောဂဖြစ်လို့အဲ့လိုအနာတွေအတွက်ဆိုသွားစားလို့မရဘူးသူကအဲ့ဒီမြစ်ဘွားနာနဲ့ဆိုင်တာမန်တာတက်တာအဲ့ဒီမန်တက်လို့ဆိုရင်အဲ့အနာကမာပြီးခဲလာတာပူဆိုးလာတာအဲ့တော့စက်သားကိုမစားခိုင်းဘူးမန်းစာကိုရှောင်နေပြီးရင်ဒီအလုံးအကျိဖြစ်နေတဲ့လူတော့ဒီအလုံးကျိဖြစ်နေတဲ့လူဆိုရင်ပဲကပွားစေတယ်ပွားပြီးတော့အမြင့်ကိုဆင်းစေတဲ့အတွက်အဲ့ဒါတွေစားရင် तू ကမြန်ကြီးမြန်တယ်အမြင့်ကုတ်တယ်အဲ့ဒါကြောင့်သူ့ပဲရှောင်ခိုင်းတယ်စီကြော်စာတွေကကျတော့မြေဘွားနာဖြစ်စေတဲ့အကြောင်းရင်းထဲမှာပါတဲ့ခါကျတော့ तू ကစီကြော်စာကိုတော့တိတိကျကျလေးကိုရှောင်ခိုင်းတယ်စားရင်လည်း तू ကစားတဲ့အလျောက်ခံရတယ်ခံရတဲ့ခါကျသူတို့မစားခိုင်းတော့စီကြော်စာရှောင်တယ်မတနာအခုဆိုရင်မတနာကအရင်ကဆိုအပင်မဲပေါ့နော်အပင်ကနေပြီးနောက်ထပ်တိုးပြီးတော့ပါလေမှုတ်လုပ်တယ်ဆိုလားဟုတ်အမုံအဲ့ဒါကျတော့စေးတောက်ခိုင်းရင်ကိုယ့်ရဲ့လူနာတွေကလည်းဟိုမကြိုလိုက်ရလို့တော့ကြနေဟိုလိုဒီလိုဆိုအဲ့ဒါနဲ့သူတို့လွယ်အောင်လို့အဲ့ဒါဆိုမင်းတို့ရေနွေးတောက်ဖို့ပဲလှုပ်ထားလိုက်တော့လို့အဲ့ဒါနဲ့ဒီလိုတစ်ခွဲဆိုရပြီဆရာကြိုက်တဲ့အချိန်တောက်လို့ရပြီဒီလိုရေနွေးတစ်ခွဲနဲ့ဒီလိုဖောက်ထည့်ပြီးရေနွေးဖြူလောင်းထည့်ပြီးရင်အေးတော့နဲ့တောက်လို့ရပြီဆိုတော့ဟိုတုံးခွက်တစ်ခွက်တင်ကြိုရင်အချိန်တနာရီလောက်ပေးရတယ်သူတို့အချိန်မကုန်စေချင်လို့အားနည်းတင်အတူတူပဲဆရာဒါပြင်စ၅ပါးလုံးပဲအဲ့ဒီပြင်စ၅ပါးလုံးထည့်ကြည့်ထားဆရာအမုံကကျတော့တောက်လဲရတယ်မတောက်လဲကြောက်ကမှအမုံလေးတွေကမှဆိုလို့အမုံလေးအနေထိုင်သွားပြီဆိုရင်အမုံနဲ့တုံပလိုက်တော့တာဆရာအဲ့တော့နောက်ထပ်ဘာတွေဆက်လုပ်ပြသွားဖို့ဘာတွေဆက်လုပ်ထားဖို့စီနေဘက်ကလူတွေကိုကိုယ့်စီမှာလာပြီးတော့ကုတနိုင်အောင်လာရင်လည်းငွေကြီးရလည်းအသက်တာဆုံးဖြစ်အောင်စားတာတောက်တာနေရထိုင်ရတာအဆင်ပြေအောင်စီစဉ်ပေးမယ်ပြီးရင်တို့ဖြစ်တဲ့ဟာလည်းကိုယ့်ရဲ့တိုင်းရင်းဆေးနဲ့ပဲနိုင်အောင်ကုတနိုင်အောင်ကြိုးစားမယ်လို့ရှင်အခုမသက်တော်လည်းချစ်ဆက်ကြတာဒါမှမဟုတ်ပေးချွာရောကျွန်တော်ကြည့်တစ်စင်ပေါ်လာအများကြီးဆိုတော့အဲ့လူတွေဘာလေးပြောရင်နောက်ပြီးတော့သူတို့ဆက်သွယ်ရင်ဘယ်ဖုန်းတွေနဲ့ဘယ်ချိန်ဘယ်လိုဆက်သွယ်ရမလဲသူတို့ကတော့ဆက်တယ်ဆရာညအထိကိုဆက်တယ်ခွန်98866နှစ်ခွန်256ခွန်84 9နှစ်အဲ့ဒီဖုန်းနှလုံးအဲ့ဒီဖုန်းနှလုံးနဲ့ဆက်လိုက်ပါ50 43ခွန်585အဲ့လိုလဲဆက်သွယ်လို့ရတယ်။အော်ဆေးပင်တချို့ကကျတော့ငွေကုန်ကြီးကြအများကြီးခံတဲ့လူတွေကကျတော့သူကဒီလောက်ကုထားပြီးမှတော့မရတာဒီလိုအပင်လေးနဲ့ရပါမလားဆိုရင်ရပါတယ်လို့ဒီမှာလက်တွေ့ကြည့်ပါလို့သူတောက်နေဆိုကြည့်လိုက်တော့ဒီသူလို့မပြေဘူးတာတွေဆိုတောက်ပြီးသားတွေဒါတောက်ပြီးသားတွေထက်ဆက်တာအစင်တော့မပြေဘူးဒါပေမဲ့ဒီဆေးပင်လေးရအောင်ရှာပြီးတော့ရတဲ့ဟာနဲ့သူ့တမီးတွေရတဲ့ငွေလေးနဲ့သူတို့လာတောက်တယ်တောက်ပြီးတော့ဒါကကျတော့အမတယောက်နဲ့တထားနဲ့ပေါင်းပြီးဒုတိယတစ်ခေါက်ကအပြင်ကြောက်လာလို့ရသူမပြည့်ရဘူးဒါလေးတွေသူ့အတွက်ကောင်းတဲ့အတွက်တောက်နေရတာဒါသူ့ပုံစံလေးကပြည့်နေပြီမူရင်းပုံစံမဟုတ်တော့တာအချိန်ချင်းကြိုထားတာဒါသူတောက်နေတာတကယ်လက်တွေ့လဲသူကဝေဒနာတော့မြင်တဲ့အတိုင်းပဲလုံးဝမရှိတော့ဘူးသူကဆေးက48နာရီအလုပ်လုပ်တာ48နာရီလောက်တော့2ရက်ကနေ3ရက်အကူဆိုသူအဲ့လိုဖြစ်တာဖြစ်ပြီးဝင်းတွားရင်တော့သူကပုံမှန်လို့မဟုတ်ဘူးအနက်နိုင်ရင်လည်းမယ်ပြီးရင်အကြည့်ချွဲတွေပါတယ်သူတို့အဲ့လိုနာပြီးလို့ဆိုရင်ဝင်းသွားကိုသွားတယ်ဒီရက်တက်လိုက်တဲ့အမြင့်တွေသူဆုပ်ဆွဲတယ်လို့ဆိုတာဒါအမြင့်တွေကိုခြေတာခြေတဲ့အချိန်မှာအဲ့ဒီရှိတဲ့နေရာမှာပဲနာတာမရှိတဲ့နေရာမှာတော့ရှိတဲ့နေရာနာပြီးသူကဝင်းကိုတွားတယ်အဲ့တွားတဲ့အချိန်မှာတေချာပေါက်ဝင်းထဲမှာအကြည့်အချွဲတွေအမဲတွေအပုတ်တွေအကုန်ပါပြီးဆိုအဲ့ဒီလူကတောက်လျှောက်ကိုလမ်းသွားတာကျေးဇူးပါကျေးဇူးပါ